သမီးဖြစ်သူကိုထည့်လိုက်ရတဲ့အတွက်မင်္ဂလာစိစက်ပွဲမှာတင်မျက်ရည်ကျခဲ့ရတဲ့စုပြေမိမိကဲပရိသတ်ကြီးတို့ရဲ့အနုပညာလောကရဲ့မင်းသမီးတွေတဲကမှအင်မတန်မှအရင်ကြီးဆုံးနဲ့နောက်ခံအရှင်းဆုံးဖြစ်သူစုပြေကတော့မင်းသားကျော်လေးဟင်းဝီရန်နဲ့တသက်တာပေါင်းဖက်သွားခဲ့ကြပြီပဲဖြစ်ပါတယ်ဗျာဒီလိုမျိုးလက်ထပ်ပွဲအခမ်းအနားဆိုတဲ့နေရာကိုမရောက်ခင်မှာသူတို့နှစ်ယောက်ဟာမိဘတွေကိုမပြောဘဲတူတူတိတ်တိတ်နဲ့တွဲခဲ့ကြပြီးတဲ့နောက်မှာတော့မင်္ဂလာဆောင်ကန်ဒီအချိန်မှသာအကုန်လုံးကအံ့ဩနေခဲ့ကြတာပဲဖြစ်ပါတယ်ဒါပေမဲ့ဆိုဗီယက်တယောက်ရွေးထားတဲ့ခင်မွန်းဖြစ်သူဟင်းဝီရန်ကလည်းမိဘအပေါ်တည်တဲ့သူတယောက်ဖြစ်တာကြောင့်ဆိုဗီယက်တို့ဘက်ကသဘောမတူနိုင်စရာအကြောင်းမရှိခဲ့ကြပါဘူးဒါကြောင့်ပဲဝါချပီဆိုတာနဲ့ချက်ချင်းဆိုသလိုမင်္ဂလာဆောင်အခမ်းအနားတွေကိုကျင်းပနေခဲ့ကြပြီး10 လပိုင်း10 ရက်နေ့မှာတော့မင်္ဂလာစိစက်ပွဲကိုပထမဆုံးအနေနဲ့ကျင်းပခဲ့ပြီးပဲဖြစ်ပါတယ်ဒီပွဲမှာတော့မိခင်တယောက်ရဲ့နတ်ရှိုင်းလုံးနဲ့မြစ်တာတွေအပြင်တသက်လုံးတယူတရပြိုးထောင်လာတဲ့သမီးလေးကိုသူတစ်ပါးလက်ထဲကိုထည့်လိုက်ရတဲ့အတွက်ပီတိမျက်ရည်ကျနေခဲ့တဲ့စုပြည့်မိမိကိုတွေ့ရမှာပဲဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ပါမိဘဆိုတာကတော့ကိုယ့်ရဲ့သားသမီးကိုဘယ်အရွယ်ပဲရောက်နေပါစေကလေးလိုပဲမြင်နေတတ်ကြတာဆိုတော့မိဘတွေရဲ့မေတ္တာကတော့တကယ်ကိုမှအံ့မခန်းပါပဲခင်ဗျာ